လူတယောက်ဟာတခြားသူအတွက်ဘာတွေအထိစွန့်လွတ်နိုင်ပါသလဲစီစဉ်ဥစ္စာလားခန္ဓာကိုယ်အစိတ်အပိုင်းလားဒါမှမဟုတ်အတက်ကိုလားအခုပြောပြမယ့်အကြောင်းအရာကတော့တလောကလုံးအန်အောတုံ့လုပ်သွားရလောက်အောင်မိမိရဲ့မျက်လုံးနှလုံးကိုထုတ်ယူလှူဒန်းခဲ့တဲ့မြတ်စွာဘုရားလောင်းတီမိမင်းကြီးရဲ့မဟာအလူတော်အကြောင်းပဲဖြစ်ပါတယ်လွန်ခဲ့တဲ့များစွာသောကမ္ဘာအလုံးကတီဝီတိုင်းအရိဋ္ဌပူရအပီကြီးမှာတီဝီမင်းကြီးလို့အမည်ရတဲ့မင်းမြတ်တစ်ပါးအုပ်ချုပ်ပါတယ်မင်းကြီးဟာတရားနဲ့အညီမင်းပြုရယုံတင်မကားပဲအလွန်အမဲလှူပေးရတာကိုဝါဒနာပါသူပါမြို့ရဲ့အရက်လေးမျက်နှာမြို့လယ်နဲ့နန်းရင်ပြင်စုစုပေါင်းနေရာ6ဌာနမှာအလှူမန်တက်ကြီးတွေစောက်ပြီးနေစဉ်ရွှေငွေနဲ့ရတနာတွေကိုတောင်းရမ်းသူမရှိတဲ့အထိရဲရဲရော်လူဒန်းထဲပါတယ်တနေ့မှာတော့မင်းကြီးဟာအလှူမန်တက်ကြီးတွေကိုလှဲ့လေကြည့်ရှုရင်စိတ်ထဲမှာအားမရသလိုခံစားလာရပါတယ်ငါလူးနေတဲ့ဥစ္စာပစ္စည်းတွေကငါရဲ့ပြန်ပကအရာတွေပဲဖြစ်တယ်ငါစီကိုတယောက်ယောက်ကငါရဲ့အသားအသွေးမျက်လုံးစတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုလာတောင်းရင်ဘယ်လောက်ကောင်းမလဲလာတောင်းရင်ငါတုံဆိုင်မနေပဲလူဖြစ်မယ်လို့တွေးလိုက်မိပါတယ်ဖယားလောင်တီဝီမင်းကြီးရဲ့တုံလူဖယားကောင်းလာတဲ့ဒီအတွေးကြောင့်တရားမင်းရဲ့ပန္ဒုကမ္မလာကြောက်ဖြာပူနွမ်းလာပါတယ်တရားမင်းဟာမင်းကြီးရဲ့စိတ်ဓာတ်ကိုစမ်းသပ်ဖို့အတွက်အင်မတန်အိုမင်းမစွမ်းလာတဲ့ပုံနာဦးကြီးတူအတွန်းဖန်ဆင်းပြီးနန်းတော်ကိုရောက်လာခဲ့ပါတယ်ပုံနာဦးကြီးဟာမင်းကြီးရဲ့ရှေ့မှာရက်ပြီးတုံတုံရင်းရင်းနဲ့အခုလိုတောင်းဆိုလိုက်ပါတော့တယ်အရှင်မင်းကြီးကျွန်ုပ်ဟာအိုမင်းမစွမ်းပြီးမျက်စိနှစ်ဖက်စလုံးကွယ်နေပါတယ်မင်းကြီးမှာတော့အလွန်လှပတဲ့မျက်လုံးနှလုံးရှိပါတယ်ကျွန်ုပ်ကိုမျက်စိတစ်ဖက်လောက်ပေးသနာတော်မူပါဗျာနန်းရင်မင်းတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်ဘယ်သူမှမတောင်းဝတဲ့အရာကိုဒီပုဏ္ဏအိုကြီးကတောင်းလိုက်တာပါမင်းကြီးဟာတကယ်ပဲမျက်စိကိုထုတ်ပေးမလားအမက်တွေနဲ့တိုင်းသူပြည်သားတွေကကောဘလို့တားကြမလဲဆိုတာကိုတော့အပိုင်းနှစ်မှာဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦး